ကျန်ခဲ့တဲ့ပွဲရဆိုရင်လည်းကျွန်တော်ကိုယ်ဒီမိုင်းအားလုံးပဲအောင်မြင်မှုတွေရရှိထားပါတယ်မနက်ကဆိုရင်လည်းအောင်မြင်မှုရရှိထားပါတယ်ဗျနော်အားကြောင့်မလို့ဒီပွဲမှာအောင်မြင်မှုတွေလက်ကမ်းကြိုဆိုတဲ့ပွဲဖြစ်ပါတယ်နော်ကျွန်တော်ကိုယ်ဒီမိုင်းအားလုံးပဲအရှုံးများထားတဲ့အထိနာထားတဲ့ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့လုံးဝတီးကြတဲ့ဝယ်ကနန်းလေးနှစ်ခွက်နဲ့ကူညီပေးမယ်နော်အဲ့တော့တကယ်ထိုးမှတကယ်လာယူပါဘေးငွေတပြားတစ်ချက်မှကြိုတင်ပြီးတော့ပေးကြရမလို့ပါဘူးနော်ကျွန်တော်ဘက်ကနေပြီးတော့ပို့ထိုးပေးမယ်ပို့ထိုးပေးကြေးလေးသတ်မှတ်ထားပါတယ်စေတနာကြေးသတ်မှတ်ထားပါတယ်နော်အဲ့ဒါလေးကိုပို့ထိုးပေးရုံပဲကျွန်တော်ကိုယ်ဒီမိုင်းဘက်ကနေပြီးတော့4-5တောင်လောက်ရင်းလိုက်ရုံနဲ့နော်ဒီအမြန်များရမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကိုယ်ဒီမိုင်းအားလုံးတို့ဘက်ကယုံကြည်သွားထိုးမယ်ယုံကြည်သွားထိုးခြင်းပါလေဆိုရင်ကျွန်တော်အခုလေးနေတဲ့ပေးရဲ့ Messenger ကိုလာဟိုင်းပေးပါဒီနားလေးမှာစာတန်းနှိပ်ပြီးဟိုင်းထားပါဆိုတဲ့ Messenger ပုံလေးရှိမယ် SMS ဆိုတဲ့ Messenger ပုံလေးရှိမယ်ဗျာနော်ကဲဒါလေးကိုနှိပ်ပြီးတော့လာပြီးတော့ဟိုင်းပေးအောင်ဟိုင်းလုံးဝသေးချာတိကျမှန်ကန်တဲ့ကဏ္ဍလေးကိုပဲထိုးချင်ပါတယ်နော်ပိုင်နိုင်တဲ့ကဏ္ဍလေးကိုပဲထိုးချင်ပါတယ်ဆိုရင်အခုလေးနေတဲ့ပေးရဲ့ Messenger ကိုလာဟိုင်းပါဒီနားလေးက SMS ဆိုတဲ့ Messenger ပုံလေးကိုထောက်ပြီးတော့ဟိုင်းပေးအောင်လာဟိုင်းပါဝယ်ကဏ္ဍဖြစ်တာဖြစ်တဲ့အတွက်မထိုးဘဲနဲ့တော့လာမယူပါနဲ့ဗျာနော်ထိုးခြင်းနဲ့ရင်လာမယူပါနဲ့နော်ထိုးခြင်းမနှဲဖို့တော့ပြောချင်တယ်ပေါ့နော်ထိုးခြင်းမနှဲရင်လာမယူနဲ့ဆိုပေမဲ့အစင်မပြေတဲ့သူတွေလည်းရှိနေတာဖြစ်တဲ့အတွက်တက်နိုင်တဲ့လောက်ထိုးပါဒါပေမဲ့အတက်နိုင်ဆုံးများများဆဆထိုးပါနော်ထိုးခြင်းနည်းနည်းလေးတော့မထိုးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ပေါက်သွားရင်ရသွားရင်ကန်နဲနော်ဟိုကန်ပေးတာနဲမှဖြစ်တဲ့အတွက်နော်